မွေဟောက်များရဲ့ကဘာသို့မဟုတ်ကဘာပေါ်မှာရှိတဲ့မွေဟောက်မျိုးစိတ်များအကြောင်းကဘာပေါ်မှာနေရာများစုမှာမွေတွေကိုတွေ့နိုင်ပါတယ်အထူးသဖြင့်မိုးရာသီတစ်တောတွေလေယာမြေတွေနဲ့ရေတွေရှိရာဒေသတွေမှာပိုမိုပြီးတော့ပေါ်များတတ်ပါတယ်ဒီရက်ထဲမှာကော်ဘရာမွေဟောက်တွေဟာလူသိအများဆုံးဖြစ်ပြီးသူတို့ရဲ့ခေါင်းပေါင်းအုပ်နဲ့တိုက်ခိုက်ဟန်ကလူတွေအတွက်စိတ်ဝင်စားစရာနဲ့ကြောက်ရွံ့စရာနှစ်ခုစလုံးကိုဖြစ်ပေါ်စေပါတယ်ဒီလိုရင်းနှီးနေတဲ့ပုံစံရဲ့နောက်ကွယ်မှာမွေဟောက်တွေရဲ့စိတ်ပြင်းတဲ့အစွမ်းကအသက်အန္တရာယ်ကိုချိန်ချောက်နိုင်ပါတယ်။သူတို့ဟာအကြောင်းမဲ့လူကိုတိုက်ခိုက်လေမရှိပေမယ့်ချိန်ချောက်ခံရပြီလို့ခံစားရရင်တော့ချက်ချင်းကာကွယ်တိုက်ခိုက်ပါလိမ့်မယ်။ဒါကြောင့်မလို့မွေဟောက်တွေနဲ့ကြုံတွေ့လာရတဲ့အခါဘယ်လိုမျိုးဂရုပြုရမလဲဆိုတာကိုသိထားဖို့အရေးကြီးလာပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အန္တရာယ်ရှိတဲ့မွေဟောက်မျိုးစိတ်များအစိတ်ပြင်းထန်မှုလျင်မြန်တဲ့တုံ့ပြန်မှုတွေနဲ့ရန်လိုတက်တဲ့အမူအရာတွေကြောင့်ထင်ရှားတဲ့မွေဟောက်မျိုးစိတ်6မျိုးနံပါတ်1 Banded Water Cobra လို့ခေါ်တဲ့ကြားကွက်ရေမွေဟောက်ဒီမွေတွေဟာရေချိုဒေသတွေမှာနေထိုင်ပြီးပုံမှန်အားဖြင့်လူတွေနဲ့ဝေးနေပါတယ်သူတို့ရဲ့ထူးခြားချက်ကတော့တခြားမွေဟောက်တွေလိုအုပ်ကိုဖြန့်ပြီးသတိမပေးတတ်ပဲရုတ်တရက်တိုက်ခိုက်တတ်လို့အန္တရာယ်ပိုရှိပါတယ်နံပါတ်2 Caspian Cobra လို့ခေါ်တဲ့ Caspian မွေဟောက်အလဲအာရှမှာတွေ့ရတတ်တဲ့ဒီမွေမျိုးစိတ်ဟာအလွန်ရန်လိုပြီးတော့နောက်မဆုတ်တတ်ပါဘူးသူ့ရဲ့အစိတ်ဟာအာနီးတင်အလွန်မြန်ဆန်လို့အထူးသဖြင့်ကြောက်စရာကောင်းလာပါတယ်နံပါတ်3 King Cobra လို့ခေါ်တဲ့မွေဟောက်ဘရင်မွေဟောက်တွေထဲမှာအကြီးဆုံးဖြစ်ပြီးတခြားမွေတွေကိုအဓိကစားပါတယ်အတိုင်းဖွဲတဲ့အချိန်ကလွဲပြီးပုံမှန်အားဖြင့်ရန်လိုလေးမရှိပေမယ့်သူ့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့အစိတ်ကြောင့်တကိုက်ထဲနဲ့ကိုအလွန်အမင်းအန္တရာယ်ရှိလာပါတယ်နံပါတ်4 Egyptian Cobra လို့ခေါ်တဲ့ Egypt မွေဟောက် Egyptian Cobra တွေကိုတော့မြောက်အာဖရိကမှာတွေ့ရလေရှိပြီးအေးဆေးတည်ငြိမ်တတ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အစိတ်ဟာအလွန်ကိုပြင်းထန်လာပါတယ်။သူနဲ့တွေ့ရင်သတိထားရမှာကအကိုက်ခံရပါကဆေးရုံဆေးကန်းနဲ့အလွယ်တကူမနီးတဲ့နေရာတွေမှာဆိုရင်အန္တရာယ်ပိုကြီးနိုင်ပါတယ်။နံပါတ်5 Forest Cobra လို့ခေါ်တဲ့တောမွေဟောက်Forest Cobra တွေကိုတော့အလဲပိုင်းနဲ့နောက်အာဖရိကတွေမှာတွေ့ရလေရှိပြီးအရွယ်အစားအတော်လေးလည်းကြီးပါတယ်။ရန်လိုတဲ့အခါလျင်မြန်စွာတုံ့ပြန်တတ်ပြီးအယောင်နက်တာကြောင့်လည်းရှားရခန့်လာပါတယ်။နံပါတ်6 Indian Cobra လို့ခေါ်တဲ့အိန္ဒိယမွေဟောက်အိန္ဒိယနိုင်ငံမှာအရင်းနှီးဆုံးမွေမျိုးစိတ်ဖြစ်ပြီးတော့ရွာတွေလယ်ကွင်းတွေနဲ့မြို့အနီးတွေမှာပါတွေ့ရတတ်ပါတယ်။မိုးရာသီနဲ့ရိတ်သိမ်းချိန်တွေမှာမွေကိုက်ခံရမှုအများစုဟာဒီမွေဟောက်တွေကြောင့်ဖြစ်ပွားလေရှိပါတယ်။လူနဲ့မွေဟောက်တွေကြားကအပြန်အလှန်ဆက်ဆံရေးမွေဟောက်တွေဟာပုံမှန်အားဖြင့်လူကိုလိုက်ပြီးတော့တိုက်ခိုက်လေမရှိပါဘူးတွေးဆောင်မှုတွေဟာလူကမတော်တဆအနာကပ်မိတာနင်းမိတာဒါမှမဟုတ်သူတို့ရဲ့နေထိုင်ရာကိုအနှောက်အယှက်ပေးမိတာမျိုးတွေမှာဖြစ်တတ်ပါတယ်ချိန်ချောက်ခံရတဲ့အခါသူတို့ရဲ့ခေါင်းနံရိုးတွေကိုဖြန့်ပြီးအုပ်ပုံစံလောက်ခါကိုပိုကြီးအောင်လှုပ်ပြတတ်ပါတယ်ဒီလိုပြုမှုတွေဟာတရိတ်ဆန်လောကမှာထင်ရှားတဲ့ခုခံကာကွယ်ရေးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။မွေဟောက်များကိုထိမ့်သိမ်းစောင့်ရှောက်ရေးအခြေအနေမွေဟောက်တချို့မျိုးစိတ်တွေဟာပေါများနေပေမဲ့တခြားသောမျိုးစိတ်တွေကတော့နေထိုင်ရာဒေသတွေဆုံးရှုံးတာအမဲလိုက်ခံရတာနဲ့တရားမဝင်ရောင်းဝယ်ဖောက်ကားခံရတာတွေကြောင့်မျိုးသုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုမျိုးစိတ်တွေကိုကာကွယ်ဖို့အတွက်ထိမ့်သိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတွေကအရေးယူဆောင်ရွက်နေကြပါတယ်။မွေဟောက်တွေရဲ့အလားပါနဲ့ကြောက်ရွံ့ဖွယ်ရာကောင်းတဲ့သဘာဝဟာလူတွေကိုစိတ်ဝင်စားစေပါတယ်။သူတို့ရဲ့ပြုမှုတွေကိုသိရှိထားခြင်းကနေတဆင့်ကျွန်တော်တို့ရဲ့ဘေးအန္တရာယ်ကိုရှောင်ရှားနိုင်တဲ့အပြင်ဂေဟစနစ်ကိုထိန်းသိမ်းရမှာသူတို့ရဲ့အခန်းကဏ္ဍကိုလည်းနားလည်နိုင်ပါတယ်။သူတို့တွေကိုအဝေးကနေပဲလေးစားချီးကျူးဖို့ကတော့အကောင်းဆုံးပါပဲ။